လန်တရဲမုတ်ကိုမုံနှစ်ဆက်သက်စရာမလိုပဲလှုပ်ရှားလို့ရပါတယ်။ပပလိထားတဲ့ခေါ်ပြီးခင်းချင်တီနဲ့စားနေနေကိုလက်နဲ့နာနာလေးနေပြီးတော့ထွက်လာတဲ့ရေကိုညှစ်ထုတ်လိုက်ပါ။ဒီနည်းလေးကကျမចောင်းသက်တုံးကဝယ်စားနေကြခတ်မှုတ်တဲ့အန်တီကြီးပြပြလို့သိရတာပါ။ဒါမှကြော်တဲ့အခါမှာအောက်ခံမုတ်တာကျွတ်ကလေးရပါမယ်။မုံနှစ်မဆက်ပဲနဲ့ဗီယက်နမ်ကော်ပြန့်ရွက်ကိုသုံးပေးမယ်ဆိုင်မှာဝယ်စားတဲ့အောက်ခံမုတ်တာအရတာနဲ့90%တူအောင်လုပ်လို့ရမယ့်နည်းလေးနဲ့လှုပ်ရှားဖြစ်ပါတယ်။ကျမက Google ဘာသာပြန်သုံးပြီးဖတ်ထားတာပါ။ပါဝင်ပစ္စည်းမှာဒါလေးကစံ88.5%ရှိပါတယ်။နောက်တစ်စိတ်မှာတော့စံပါဝင်မှုက53%ပဲရှိပါတယ်။ကျမတို့ကစံပါဝင်မှုများတဲ့ကော်ပြန့်ရွက်ကိုသုံးပေးရပါမယ်။စီပူလာလို့ရှိရင်ကော်ပြန့်ရွက်တွေထည့်ပါမယ်။ကျမကအဝိုင်းသေး3ချက်ကိုဖြန့်ပြီးတော့ထည့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တစ်ချက်တည်းသုံးလို့ရှိရင်အောက်ခံမုတ်တာကအရန်ပါပြီးတော့မုတ်တာအရတာမရပါဘူး။နှစ်ချက်ပူးထည့်ပြီးတော့သုံးလို့ရှိရင်တော့မုတ်တာကမကျွတ်ပဲနဲ့စားလို့မကောင်းပါဘူး။အဲ့တော့3ချက်ကိုရှက်ပြီးတော့ထည့်လိုက်ပါတယ်။အဲ့လို3ချက်ရှက်ပြီးတော့ထည့်တဲ့အခါမှာကြက်ဥတွေကမုတ်တာနေရာမှာအကုန်စိတ်ဝင်သွားပြီးတော့မုတ်တာကလည်းမထူမပါကျွတ်ကလေးရပါတယ်။စောနာကနေထားတဲ့ခင်းချင်တီနဲ့ကော်ဖီအရောထည့်ပါတယ်။ငရုတ်တီးစိမ့်ထည့်ပါတယ်စားနေနေထည့်ပါတယ်ပြီးတော့လန်တရဲမုတ်ရဲ့ဇက်လိုက်ဖြစ်တဲ့မဆလာလေးထည့်ပြီးသွားလို့ရှိရင်အရွက်တွေနည်းနည်းလေးကျက်သွားအောင်အဖုံးလေးခဏအုပ်ပါတယ်အဖုံးဖွင့်ပြီးသွားလို့ရှိရင်တော့အောက်ခံမုတ်သားလေးကျွတ်အောင်ခဏဆက်ပြီးတော့မီးအပူပေးရပါမယ်နော်အချိန်ကုန်တက်တာပြီးတော့အရန်အရတာရှိတဲ့လန်တရဲခောက်မုတ်ကျွတ်လေးရပါပြီရှင့်